နေအောင်ချီလိုနွေအခန်းခုနှစ်နေသက်နွေရဲ့အဖျားရှိန်ကတော်တော်လေးကိုတက်တာလာခဲ့တယ်။ပြဿနာကတော့စတာပါပဲ။နေသက်နွေကဆေးထိုးကြောက်တယ်။ကျော်စီယန်ထွတ်ကဆေးပလင်းထဲကဆေးကိုစုပ်ပြီးတာနဲ့အဖုံးပိတ်လိုက်ပြီးဆေးထိုးခံတရားဟောနေရှာတယ်။ခဏလေးပဲကွာ။နေသက်နွေကထောင်လေးမှာကပ်နေပြီးခေါင်းလေးခါပြတယ်။နယံထဲတောင်မှဝင်မတက်ပဲကျော်စီယန်ထွတ်ကလည်းအတင်းဆွဲခေါ်တာမျိုးမလုပ်ပဲရှိကနေသားအက်ကိုဖွဲ့ရင်ချော့နေတယ်အဖျားကြံနေသေးတယ်စိတ်မထိုးရင်မင်းပြန်ဖျားလိမ့်မယ်လာတအောင်လေးပဲပြည့်စိတ်ကြိုက်တဲ့လောက်လေးပဲနာတာစိတ်ရှည်လက်ရှည်နဲ့ပြောနေတဲ့အတန်ကတီတီငြိမ်ငြိမ်လေးပဲညာချမ်းလေးမှာလေပြေလေးကြောင့်တည့်ရွက်ကလေးရွှာကနေလှုပ်ရှားသွားတယ်လို့မျိုးနေသက်တွေငငယ်ကဆေးထိုးပြီးခြေထောက်တစ်ဖက်တန်းသွားဘူးတဲ့အဲ့ကလေးကသူကြောက်သွားတာကောင်လေးရလာကွာမစိုးနဲ့9 နာရီထိုးရင်သွားရတော့မှာနောက်ဆုံးနေသက်တွေရဲ့ခေါင်းမာမှုလေးကပဲအနိုင်ယူသွားတယ်ထင်မှအဲ့လူကဆေးထိုးအပ်ကိုဘေးချရင်ခပ်ဖွားဖွားလေးရည်တယ်ညနေငါခွင့်ယူပြီးမင်းအိမ်ပြန်လိုက်ပို့ပေးမယ်ဆေးမထိုးရင်တော့အလကောင်အောင်ဆောင်တော့နေသက်တွေရဲ့မျက်လုံးဝိုင်းတွေမှာအလင်းလေးဝင်ရောက်သွားပြီးအမူအရာလေးကရိုင်းချင်းချင်းလေးဖြစ်လာတယ်။စိတ်ကိုပြင်ဆင်ပြီးသူမတ်တက်ရက်ပြီးနောက်မှာကျော်စီယန်ထွတ်အနားကိုရောက်သွားပြီးနောင်တရချင်လာတယ်။အိယာပေါ်မောက်ခုံမောက်ရင်ဘောင်းဘီအနားစားလေးကိုအောက်လျှောချရင်စူးကနေရောက်လာတဲ့ခံစားချက်ကြောင့်တွန်းလိုက်မိတယ်။နေသက်နွေရဲ့အော်တန်လေးကကြောင်ပေါက်လေးခေါင်းခောက်ခံလိုက်ရတယ်လို့ပဲပြီးပြီနာတာလည်းမဟုတ်ပဲကြောက်နေလိုက်တာစီထိုအဖုံးကိုပိတ်ပြီးအမိုက်ပုံးနဲ့သွားပစ်ထည့်ပြီးနောက်ဆေးတွေစစ်နေပြန်တယ်နေသက်နွေကတော့ထူထူကြီးဖြစ်နေတဲ့ခံစားချက်ကြောင့်ငိုင်နေတော့တာပဲအိမ်ဖြတ်မယ်နေသက်နွေကတခွန်းချင်းခေါင်းလေးဆောင်းရင်ပြောတော့ဂျိုစီယန်ထွတ်ရဲ့လက်တွေကခဏတော့တန့်သွားတယ်။ညနေ3 နာရီလောက်ပြန်လာမှာအမေနာကြီးကပြန်ရောက်ရင်သွားကြတာပေါ့။နေသက်နွေပျော်ရွှင်သွားရင်ဖြစ်သွားတတ်တဲ့ဆွဲဆွဲမြဲမြဲအမူအရာလေးကတော့လေးချောင်းမြောက်ကသဆွဲလေးတွေပေါ်တဲ့အထိပြုံးတာပဲ။အဲ့လိုပြုံးလိုက်တိုင်းမျက်ဝန်းလေးတွေမိတ်ကျသွားပြီးမျက်တောင်ရှည်တွေကဤကနေပြိုစင်းကြလာရောအဝိစားတွေအများကြီးမထည့်သွားနဲ့မင်းအိမ်မှာခဏပဲနေမှာမို့လားနေသက်နွေကနာနာခံခံပဲခေါင်းငိမ့်ပြတော့ကျော်စီယန်ထွတ်ပြုံးသွားပြီးသပင်ကိုလန့်ဖွာတယ်ညနေ3 နာရီမထိုးခင်အဲ့လူကအိမ်ရှိရောက်လာခဲ့တယ်နေသက်နွေအထုပ်လေးပိုက်ပြီးစောင့်နေတာကိုမြင်တော့မျက်နာကပြက်သွားတာကွက်ခနဲ့အကြာကြီးမနေရအောင်နော်နေသက်နွေကအကြာကြီးဆိုတဲ့စကားကိုတိတ်နားမလဲပေမဲ့ခေါင်းမဲငိမ့်ပြလိုက်တယ်ကားဂိတ်ကိုရောက်ဖို့ကနည်းနည်းဝေးတာကြောင့်အရင်ဆုံးဆိုင်ကယ်နဲ့ပဲသွားရတယ်သူတို့ကားလက်မှတ်က3 နာရီခွဲရထားပေမဲ့စောစောပိုင်းကတည်းကကြိုစောင့်နေကြတယ်ကားရောက်လာချိန်မှာတော့3 နာရီခွဲပြီးနေခဲ့ပြီခရီးသည်များမိမိရဲ့တန်ဖိုးကြီးပစ္စည်းတွေကိုတေချာသိမ်းဆည်းထားပါပစ္စည်းအပြောက်ရှာကိုကျွန်တော်တို့တာဝန်ယူမှာမဟုတ်ပါဘူးကားစပယ်ယာရဲ့အော်ဒန်ဆုံးနေသက်နွေရဲ့လက်ချောင်းတွေတဲ့အချိုးစေးကြတဲ့လက်ချောင်းတွေတွေကဝင်ရောက်ချိတ်တွယ်လာခဲ့တယ်မသိရင်နေသက်နွေကအဦးလေးကြီးပြောတဲ့တန်ဖိုးကြီးပစ္စည်းလိုမျိုးနှွေထွေးတဲ့အထီးတွေကြားနေသားမကြသေးတာမို့ညံဆန်လာတဲ့ရင်ခုန်တန်တွေကြောင့်နေသက်နွေတွန့်သွားပြီးခေါင်းလေးပူပူဆောင်းလာတယ်။ဘာဖြစ်လို့လဲကားမှုတက်လို့လားနေသက်နွေခေါင်းခါရင်လက်ကိုယုံတော့အဲ့လူကတင်းတင်းပြန်ဆုပ်ကင်ထားတယ်။သူတို့ထိုင်ရမယ့်ခုံတွေစီရောက်တော့နေသက်နွေကိုအတွင်းဘက်မှာထားပြီးသူကပတင်းပေါက်ဘက်မှာထိုင်နေကားလေးကငိမ့်ကနေစတင်ထွက်ခွာတာနဲ့နေသက်နွေကမျက်စိလေးကလဲကလဲနဲ့လိုက်ကြည့်တော့တာပဲတဖြည်းဖြည်းငိုက်မြည်လာပေမဲ့ကားပေါ်မှာဈေးသည်တွေနဲ့ခရီးသည်တွေရဲ့တီးတိုးတန်တွေကြောင့်နေသက်နွေလန့်လန့်နိုးလာခဲ့တယ်
ရုတ်တရက်သူ့နားတဲ့ခတ်တောင်းတောင်းအရာလေးဝင်လာပြီးတချင်းတန်လေးကစတင်ပြန့်လွင့်လာတယ်။နှစ်ချက်နှစ်ဖက်မှာအဲ့လူရဲ့ညာဘက်နားမှာတစ်ဖက်ရှိပြီးတစ်ဖက်ကတော့နေသက်နွေရဲ့ဘယ်ဘက်နားထဲမှာကဘာလောကကြီးခဏရက်တန်သွားပြီလို့ပဲငါထင်နေမင်းနဲ့ဆုံးလိုက်လေကြည်ရရင်ဖို့လိုက်မလို့နေပါရတဲ့မင်းရဲ့ရည်တယ်လေရှင်ခွင်နဲ့တက်ကြရောင်ရင်နဲ့ဘဝကိုပါရရင်လို့နေပရင်ပေါက်ဘက်ကိုမျက်နာမူထားတာကြောင့်နေသက်တွေအဲ့လူရဲ့လေပင်ကြောတွေကိုမြင်နေရတယ်။တချင်းကကြားဘူးတလူလိုရှိပြီးအဲ့လူနဲ့အတူနားထောင်ရတဲ့အခါခံစားချက်ကတစ်မျိုးလေး။နည်းနည်းလေးပျော်ရွှင်ရပေမဲ့ဝမ်းနေသလိုခံစားရပြီးတစ်ဆက်တည်းမှာပဲသဘောကျတယ်။အဲ့လေမြို့ကားဂိတ်ကိုရောက်ရင်နှိုးလိုက်မယ်။ဆရာကရောရင်အဲ့လူကနေသက်နွေးကိုငုံကြည့်လာတယ်။ပရင်ပေါက်ကဖွင့်ထားတာမို့တစ်ပင်ရိပ်အောင်ရောက်ရင်မောင်ကျသွားပြီးပြန်ထွက်มาတော့လင်းကျသွားပြန်တယ်။တသမတ်ထဲစူးဆိုင်နေတဲ့အကြီးကြောင့်နေသက်နွေးမျက်လွှာချမိလိုက်တယ်။ငါနဲ့အတူတူအိတ်ချင်နေရလား။နေသက်နွေးရဲ့မျက်ဝန်းတွေကတော့ဘာမှနားမလဲသလိုလေးပဲ။မျက်ဝန်းဝိုင်းလေးတွေနဲ့မောကြည့်ရင်ခေါင်းလေးဆောင်းသွားတဲ့အခါမျက်တောင်တွေကဖြတ်ခနဲအဲ့တော့ခွေးပေါက်လေးနဲ့တူတယ်ခွေးမဟုတ်ဘူးနေသက်တွေဒီတခါနှကန်းလေးပါထော်မိသွားတယ်အဲမူရာလေးကိုမထင်မှတ်ပဲလှုပ်ပြီးနောက်မှာအဲ့လူရဲ့ရည်တံဖွားကိုကြားလိုက်ရပြန်တယ်ကားကတစ်ချက်ဆောက်မှရိုင်ပြီးခရီးသည်တွေအားလုံးဘေးရခုံဆောင်တွေနဲ့စောင့်မိပြီးကားသမားကိုဆဲဆူတန်းနေထွက်လာပေမဲ့နေသက်နွေရဲ့နဖူးအောက်မှာတော့အဲ့လူရဲ့လက်ဖဝါးကအခုခံအနေနဲ့ရှိနေခဲ့တယ်။ပြီးတော့နာသွားသေးလားတဲ့။အဲ့လူရဲ့လက်ဖမိုးလေးကတော့หนีရဲသွားတာပဲ။တချင်းတပုတ်ကဆုံးတော့မယ်။နေသက်နွေကတော့တမီးမှမရသေးဘူး။နောက်ဆုံးမှာတော့အဲ့လူကနေသက်နွေးကောင်းကိုသူ့ပခုံးပေါ်လဲချစေတယ်။အိတ်တော့တီးထွက်အဲ့လူရဲ့ပခုံးတွေပေါ်ခေါင်းတင်ပြီးနောက်မှာပဲတချင်းရဲ့နောက်ဆုံးစာသားကနေသက်နွေးရဲ့နားထဲစီးဝင်လာခဲ့တယ်။နေအောင်ကြည်လိုနှွေအခန်းရှိမွေးရမြေဆိုတာလူသားတိုင်းရဲ့အချစ်ဦးပဲဘယ်နေရာကနေပဲပြန်ရောက်သိမ့်ကနေဖော်ပြလို့မရတဲ့ခံစားမှုကိုရရှိစေတာမျိုးပေါ့ကားဂိတ်ကဆင်းတာနဲ့ဈေးသည်တွေကယ်ရီသမားတွေရဲ့အတန်တွေကညံနေတာပဲနေသက်တွေလမ်းပေါ်ရောက်တဲ့အခါစက်ခနဲ့ရက်လိုက်မိတယ်သူလမ်းတွေကိုမမှတ်မိဘူးအချိုးအကွေလမ်းစုံတွေများတဲ့နေရာကိုကြည့်ပြီးနှစ်ထင်နာကအောင့်တက်လာပြန်တယ်။ညောင်းလို့လား။လမ်းမသိဘူး။ငါဖုံးဆက်လိုက်။ဖုံးအားကမရှိတော့ဘူး။ဖုံးမှန်ကိုစိတ်ပြက်လက်ပြက်ကြည့်နေတဲ့အဲ့လူအမူအရာကိုမြင်တော့နေသက်နွေးပူပြီးစိတ်လှုပ်ရှားလာတယ်။အော်တော့မယ်။အော်ခံရတော့မယ်။အဲ့လိုអော်လိုက်တိုင်းလူတွေအများကြီးကသူ့ကိုထူးဆန်းတဲ့တတဝါတကောင်လိုစူးစမ်းစိုက်ကြည့်ကြတော့မှာရုတ်တရက်နဖူးကစစ်ခနဲဖြစ်သွားတာကြောင့်နေသက်တွေဤခနဲတာမိသွားတယ်အဲ့လူကသူ့နဖူးကိုတောက်တယ်မသိသက်ဆွေကိုမသိဘူးရုတ်တရက်သူ့ခေါင်းပေါ်အရိပ်လေးကျရောက်လာတယ်ပြီးတော့ကိုတင်းလေးမျက်ရိုင်းတွေပေါ်မိုးရေစက်ကလေးတွေကျဆင်းတဲ့အခါထွက်ပေါ်တဲ့စိမ်းများရနံ့လေးနေပူတယ်အရိပ်ထဲသွားပြီးခေါင်းအေးထားပြီးစဉ်းစားဒီနေရာမှာငါကမင်းကိုအားကိုးရမှာနော်အဲ့လူကသူ့ရဲ့အပေါ်ဝေးလက်ရှိကိုနေသက်နွေးရဲ့ခေါင်းပေါ်လွှာပေးရင်စိတ်ရှိလက်ရှိဟန်နဲ့ပြောတယ်ရှင်နဲ့နည်းနည်းအေးသွားတယ်လို့ပါပဲ
ဟိုဘက်လမ်းမှာရေဘူးတောက်ဝယ်လိုက်အောင်မယ်ငင်ငင်လေးထိုင်ပြီးစဉ်းစားနေနော်နေသက်တွေခေါင်းငင်းပြလိုက်တော့နေပူတဲ့မျက်မှောင်ကျုပ်ရင်ကားလမ်းတစ်ဖက်ကဆွဲဆုံရကုံစုံဆိုင်ထဲကိုဝင်သွားတယ်အချိန်နည်းနည်းကြာတဲ့အထိလမ်းတွေကိုကြည့်ရင်ခေါင်းရှုပ်လာရင်ခေါင်းရှုပ်လာတာကြောင့်မတ်တက်ရက်လိုက်တော့ဘီကအတန်ကျဲကြီးကြောင့်လူကမိုက်ခနဲ့ပြီးတော့စူးစူးဝဝအော်ဟစ်တန်ကိုလည်းကြားလိုက်ရသေးတယ်ဟဲလောက်ကြပါအောင်ကောင်လေးတယောက်ကိုကားတိုက်သွားပြီမတန်ဆွမ်းလေးထင်တယ်တဖြည်းဖြည်းထိုနာတွင်လူတွေဝိုင်းအောင်လာတာကြောင့်နေသက်တွေကိုကြုံလိုက်တယ်လူတွေမှာများပြားလာကသူအားရှိသည်တော့မထင်ကြမွန်ကျက်စရာကောင်းတဲ့လူအုပ်ထဲသူမှာနေရထိုင်ရခက်လာပြီးအသက်ရှူဖို့တော့ခက်ခဲလာတယ်ထွက်ပေါက်ကိုရှာပေမဲ့ခြေလမ်းတွေမှာလှုပ်ရှားလို့တောင်မရမြင်ခွင်းထဲဝင်လာတဲ့ရှည်လျားလူတယောက်အဲ့လူပါပဲရေတံဘူးကိုအိမ်နဲ့ထည့်ဆွဲထားပြီးဘေးတစ်ချမ်းသာမြင်ရတဲ့မျက်နှာမှုအမူအရာကိုတော့မမြင်ရပေမဲ့အဲ့လူရဲ့ပုံစံကအာယုံနေလွင့်နေတယ်လို့မျိုးလူအုပ်ကြီးကြားကထိုးထွက်ပြီးနောက်မှနေသက်တွေမျော့ကလေးပဲကြံတော့တယ်ညားစွာသောချွေးနှံတွေကသူ့ကိုတော်တော်လေးမူးဝေစေတယ်အဲ့လူနာကိုတဖြည်းဖြည်းလျှောက်သွားပြီးမြင်ရတဲ့အခါမျက်နှာသွင်ပြင်ကိုထင်ထင်ရှားရှားမြင်တွေ့လိုက်ရတယ်။ညခင်းညလဲအိမ်မက်ဆိုးမက်တဲ့လူတယောက်လိုမျိုးထိတ်လန့်မှုအပြည့်နဲ့အဲ့ဒီလူရဲ့မျက်ဝန်းညိုတွေကအခုတော့နေရဲနေခဲ့တယ်။ဆရာအရေးပေါ်ကားရဲ့အချက်ပေးတံကြောင့်ပတ်ဝန်းကျင်ကပိုဆူညံသွားတယ်။နေသက်တွေရဲ့အတန်ကလေညင်းလေးထက်တောင်တိုးတိမ်သွားတယ်လို့ပါပဲလက်ဖဝါးကိုဖြန့်ရင်အဲ့ဒီလူရဲ့လက်ကဝစ်ကိုတင်းတင်းဆုပ်ကင်ပြီးရမ်းခါလိုက်တော့နောက်ကိုလှည့်ကြည့်လာတယ်အဲ့လူရဲ့အချီရောက်မှာပဲနေသက်တွေခေါင်းလေးတစ်ချက်ဆောင်းလိုက်မိသေးတယ်ဘေးနာကပတ်ဝန်းကျင်ကတော့ဆူညံပြီးရှုပ်ရှက်ခတ်နေခဲ့တယ်လေထူအတန်လိုက်ပတ်ဝန်းကျင်ရဲ့လှုပ်ရှားမှုအစုံကအဲ့လူစီတက်ရောက်မှုမရှိသလိုမျိုးနှွေနေသက်နှွေရဲ့လက်ကဝစ်ကိုတဖန်ပြန်လဲဖမ်းပြီးရင်ခွင်နဲ့တင်းနေအောင်ဖတ်ထားတော့တာပဲအသက်ရှူတန်တွေကပြင်းပြီးနှလုံးခုန်တန်တွေကလည်းမြန်နေတာအဝေးကြီးကပြေးလွှားလာရတဲ့လူတယောက်လိုမျိုးပြီးတော့အဲ့ဒီလူရဲ့ပါဇက်ကပထမဦးစွာခေါ်တဲ့နာမည်ကနှွေးတဲ့ရင်ဘတ်ထဲလျက်စီးချောင်းလေးဖြတ်ဝင်သွားသလိုပါပဲနာကျင်တာမျိုးမဟုတ်ပဲခံစားချက်တွေစုံလင်ပြီးဖော်ပြလို့မရတာမျိုးဘာဖြစ်လို့လဲဟင်တင်းတင်းကြပ်ကြပ်အဖက်ခံထားရတာမို့ခေါင်းကိုခက်ခဲလေးဆောင်းရင်မိတော့နေသက်နှွေရဲ့အတန်ကခက်အုပ်ကလေးနေသက်နှွေရဲ့စပင်အီလေးတွေကြားအဲ့ဒီလူကနှာခေါင်းအပ်ထားရင်အကြာကြီးရက်နေခဲ့တာငါတီတော့မလို့နေသက်နှွေကမတွေးတတ်တော့ဘူးဒါပေမဲ့တဖြည်းဖြည်းနေရခက်လာပြီးသူ့နှရွက်ကလေးတွေကပူလာတယ်လို့ခံစားနေရတယ်နေသက်နှွေရဲ့ဥယျာဉ်ပြားလေးမှာအဆူဓာတ်လေးခံစားလိုက်မိပြီးနောက်မှာတော့အဲ့လူကသူ့ကိုလွတ်ပေးခဲ့တယ်အကြည့်ချင်းကိုစုံစီတယ်တဲမမတ်အားလုံးကိုမေးပြောက်စီတဲ့အထိစိုက်ကြည့်ပြီးနောက်မှာအဲ့လူကခိုင်မာကိုပြောတယ်ဘေးရင်တွေမယုံကြည်ပေမဲ့စနေကြိုထောက်မှာရေပန်းကပ်ပြီးဆူတောင်းဖို့လိုနေပြီထင်တယ်စနေနံလေးကငါ့ကိုလန့်အောင်တိတ်လောက်တာပဲနေသက်တွေခေါင်းလေးငုံလိုက်မိတယ်အမေလည်းပြောဘူးတယ်လေစနေသားသမီးတွေတိတ်ခိုက်ပြီးကောင်းကျိုးကိုမပေးဘူးတဲ့လမ်းရှာရင်းပဲနေဝင်မိုးချုပ်အချိန်ကိုရောက်သွားတယ်အဲ့လူကတော့မငြီးမညူပါပဲနေသက်နှွေးဝင်တဲ့လမ်းတွေကိုလိုက်ဝင်ပြီးတယ်ဟေ့နှွေးရှေ့ကနေတဖြည်းဖြည်းချင်းရှောက်နေတဲ့နေသက်နှွေးနောက်ကိုလှည့်ကြည့်လိုက်တော့အဲ့လူကရက်နေတယ်သူတို့ကြားမှာခြေလန်း10လန်းစာလောက်ကွာတယ်တခါတလေကြာငါစဉ်းစားတယ်ငါမင်းကိုတနာနေရလားဆိုပြီးမဟုတ်ဘူးတနာတာနဲ့ရင်ခုန်တာကွာတယ်အဲ့ဒီလူကတော့ရက်ပြီးစကားကိုပုံမှန်ပြောတယ်
လေပြေကငိမ့်ကနေတိုက်သွားတဲ့အခါသူတို့အဝတ်အနားအစလေးတွေကလွင့်ကနေနေသက်တွေရဲ့လက်ဖြားထိပ်လေးတွေစတင်တုံရင်လာပြီးရင်ဘတ်ထဲကလည်းလှုပ်ခါနေခဲ့တယ်။သူကခေါင်းလေးတဆောင်းဆောင်းနဲ့ပဲကျော်စီရန်ထုတ်ကိုငေးမောကြည့်နေတယ်။မင်းပြုံးရင်ငါပြောတယ်။အခန့်စားချက်ကငါ10တန်းကိုဘာသာစုံနဲ့အောင်နှုံးကားထက်ဘွဲ့ယူတော့ငါထက်ပူတယ်။ငါဖန်တီးမှုတွေတဲ့ငါကြောင့်မင်းပြုံးတာကအလားပါဆုံးနဲ့ဂုံယူရဆုံးပဲ။ဘသူကြောင့်မင်းကိုငါကိုငါပဲပြစ်တင်တယ်။ခုနကငါဘလောက်တောင်လန့်သွားလဲဆိုရင်ငါနှလုံးခုန်တန်နေပါရက်ပြီးတည်သွားလို့အိမ်မပြန်တတ်တဲ့လမ်းပြောင်းနေတဲ့ဝိညာဉ်လေးကိုမြင်နေရတယ်ဆိုပြီးတွေးမိတဲ့အထိနေသက်တွေရဲ့မျက်ဝန်းတွေကစတင်ဆူဆွတ်လာခဲ့တယ်။ပျော်ဖို့ကောင်းပေမဲ့ရင်ဘတ်ထဲကနာလာတယ်။ဘာလို့လဲမသိငိုခြင်းပေမဲ့မျက်ရည်တွေကထွက်မလာပဲဖြစ်နေပြန်တယ်။ငါနားမှာပဲနေပါနှွေ။တစ်ကိုင်းလေးကပြောတယ်။ငှက်ဆိုးလေးအတောင်မှန်နေပြန်ကောင်းရင်လည်းမပြန်နဲ့မပြန်ပါနဲ့တဲ့။နေရောင်ကြီးလိုနေအခန်းကိုကံကောင်းလို့သူတို့သိမ့်မမောင်ခင်မှာအိမ်ကိုရှာတွေ့ခဲ့တယ်။မိုးတက်စီကတော့ကျူရှင်ရှိတာကြောင့်အိမ်မှာရှိမနေပဲအမေနဲ့အဖေသားရှိနေတယ်။ကိုထွတ်လဲပါလာတာကိုတယောက်တည်းပြန်လို့ရမှာစိတ်မချလို့တော့ကျွန်တော်ပါလိုက်လာတာ။ဘယ်တော့ပြန်มาလဲအေးစစ်စစ်နေသွားပါလား။မနေ့ကအစောပိုင်းကားနဲ့ပဲပြန်มาတော့စီးရုံကခွင့်ရရှိကြီးယူမရသေးလို့လေ။နေသက်တွေရဲ့အကြည့်တွေကအမေလှုပ်သူစီမှာပဲအမေဘေးလေးတိုးကတ်သွားရင်ပခုံးစွန်လေးပေါ်နဖူးတင်လိုက်ရင်စတင်ရှိုက်တော့တာပဲဒီရက်တွေမှာသူ့အမေကိုတိတ်လွမ်းခဲ့တာဖုံးဆက်ရင်မအားဘူးအမြဲပြောလဲသူကတော့ဆက်နေသေးပါပဲနောက်ပိုင်းကျတော့အမေကဖုံးမှတိတ်မကင်တော့ဘူးတက်ဆွေကြောင့်အမေမအားမှန်းသိပေမဲ့သူလည်းနည်းနည်းလောက်အမေစီကဂယုစိုက်တာလေးခံကျင်တယ်။အော်ဒီကလေးနဲ့ရောက်တာနဲ့မအေးနာပဲကတ်နေတာပဲ။သူနေမကားမှုတော့တက်နေရအဲ့လိုပဲငငယ်ကလေးကပြော့တယ်အငယ်ကောင်လိုမဟုတ်ဘူး။အငယ်ကောင်ကတော့မာမပဲအပေတီလဲခံတယ်။ तू ကတော့မဟုတ်ပါဘူး။ကျော်စီရန်ထွတ်ကမျက်နှာနည်းနည်းပြတ်သွားပေမဲ့ချက်ချင်းပြန်ထိန်တယ်။အမေဘေးကြောင်ပေါက်လေးလိုကတ်နေတဲ့ကောင်လေးကိုစိတ်မသက်မသာနဲ့ကြည်ရင်ပဲလူကြီးနှစ်ယောက်နဲ့စကားလမ်းကြောင်းပြောင်းလဲရတယ်။နှွေးကဘလို့လုပ်ပြီးဒီလိုဖြစ်သွားရလဲဦးလေး။သူ့အသက်3နှစ်လောက်မှစပြီးဖြစ်တာ။ငင်းငင်းငိုင်နဲ့စကားလည်းမပြောတင်လည်းမတက်နဲ့လေ။ရင်နှွေးကြောင်လာတော့မသိပေမဲ့ကျော်စီရန်ထိုးရဲ့ရင်ဘတ်ထဲတကြစ်ကြစ်ပူတက်လာတယ်။3နှစ်မပီကလာနဲ့မိဘတွေစီကတုံနေအောင်အချစ်ခံရမယ့်အရွယ်ပေမဲ့ယောဂအပြုမှုတွေကြောင့်ပြည့်တင်ခြင်းကိုခံနေရပြီ။အော်တက်ဆင်လက္ခဏာတွေကိုစသိတဲ့အချိန်ဂယုဆိုင်ရင်ဒီလိုဖြစ်เสียမှမရှိတာ။အဲ့နောက်ပိုင်းကလည်းအငယ်လေးကိုဝင်စားရတော့ဦးလေးတို့လည်းဂယုမဆိုင်မိလိုက်ဘူး။ကြောင်းထားတော့လေတဒန်းကို2နှစ်လောက်တက်ရလေ။အော်ဆက်မသိချင်တော့ဘူး။ထပ်မကြားခြင်းနဲ့ဆုံးစကားလမ်းကြောင်းကိုအသက်မပါတဲ့အတန်နဲ့ပဲထပ်ပြောင်းလိုက်ရတယ်။အတွေ့ထဲဝင်လာတဲ့3နှစ်အရွယ်ကလေးတစ်ယောက်ရဲ့မျက်ရည်ဝိုင်းသားနဲ့အထီးကျန်ပုံရိပ်ကလေးတွေ9နှစ်အရွယ်မှာတော့အဖေအမေတွေရဲ့မြတ်တာတွေကိုစတင်သိရှိလာခဲ့ရတယ်။သူမဟုတ်တဲ့သူညီလေးပေါ်မှာပေါ့။မိုးသက်ဆွေရဲ့တအီအီတအဲချစ်စရာပြုမှုလေးတွေကနေသက်နှွေးမှမလှုပ်တတ်တာတစုံတယောက်ကိုအလင်းအမြန်တုံ့ပြန်ဖို့အတွက်သူမစွမ်းဆောင်နိုင်ဘူးအခန်းတောင်လေးကနေအဝေးကြီးကိုနေသက်နှွေးငေးကြည့်မိတယ်အတွေးလေးတစားတစားဝင်လာတဲ့အခါရင်ဘတ်ထဲကနာလာရပြန်တယ်လှော်အားခပြီးတော့ကအဖေပြောတဲ့စကားကတက်ဆွေသာဘွဲရရင်ဒီထက်ပိုတယ်တဲ့နေတန်တွေဆန်ဆက်မှာလှုပ်တဲ့လှုပ်အားခါကတလကို4,000လာဝက်ပဲအလုပ်ဝင်ရသေးပေမဲ့ဆရာကသူ့ကို4,000လုံးအပြည့်ပေးခဲ့တယ်။အမောင်နဲ့ဘာထိုင်လုပ်နေရတော့ပြောပြီးဆရာကသူ့နာကတ်ထိုင်နေသူလည်းအမောင်နဲ့ရောက်လာခဲ့တာပဲ။ရေမချိုးရသေးလို့ထင်တယ်
အစ်ဆရာစီကချွေးနှံ့နေထွက်နေပြီဘေးချင်းကတ်ထိုင်နေတာမို့ပခုံးစွန်နေခြင်းကထိကတ်နေတယ်ငါမနဲ့ပြန်ပါပြန်လိုက်ချင်လားမနေခဲ့စီခြင်းမူမျက်တောင်ခတ်လိုက်ရင်တော့ကွယ်သွားမဲ့တခဏတာမှစိတ်မချရလောက်အောင်အထိနေသက်တွေကခေါင်းခါတယ်စင်းတော်မစင်းစားပဲခေါင်းခါခဲ့တယ်ကျော်စီရန်ထုတ်ကတက်ပြင်းဖွားဖွားလေးချမိတယ်ပြောမယ်ဆိုတာသိကြလားပြောမယ်ဆိုတာသိကြရင်နေခဲ့ငါလွမ်းနိုင်တယ်နေသက်တွေခေါင်းလေးဆောင်းသွားတဲ့ခဏကျော်စီရန်ထုတ်ကနှထင်လေးကိုဖြတ်ခနဲနန်းတယ်နေသက်တွေတောင့်တင်းသွားပြီးမျက်နှာတစ်ပြင်လုံးหนีရဲတက်သွားတော့တယ်မင်းသာပြောမယ်ဆိုရင်ငိုရတဲ့လူကငါဖြစ်လဲကိစ္စမရှိဘူးနွေဆရာငါ့ကိုဆရာလို့ထက်ခေါ်ရင်မင်းတင်ပါကိုရိုက်မှာနော်နေသက်တွေတို့အိမ်ကအကျယ်ကြီးမဟုတ်သလိုကျင်းနယ်လဲပြောမရအခန်း3ခန်းရှိပြီးအဖေနဲ့အမေရတစ်ခန်းသက်ဆွေနဲ့သက်နွေရတစ်ခန်းမိုးသက်ဆွေနဲ့အတူထားလို့မဖြစ်တာကြောင့်ကျော်စီရန်ထွန်းနဲ့နေသက်နွေကတအိပ်ရာတဲ့ကြောချဖို့အကြောင်းဖန်လာပြန်တယ်နေသက်နွေရဲ့အတွက်ကတော့အရာရာကစိမ့်သက်နေတယ်လို့ပဲဘေးနားမှာလူတယောက်ရဲ့အသက်ရှူတန်ကိုနားထောင်ပြီးမအိပ်ရတာဘယ်နှစ်လောက်တောင်ရှိနေပြီလဲမသိရေချိုးတစ်ပတ်ကိုခေါင်းတုံရင်ထွက်လာတဲ့လူကအိပ်ရာပြီးထိုင်ချလာတယ်ပစိုးကရေလဲဖြစ်တာကြောင့်စူထိုင်းဖြစ်နေတော့မယ်နေသက်တွေကသူ့အိပ်ရာလေးတွန့်သွားတာကိုမြင်တော့နှကန်းလေးဆူသွားတယ်ခေါင်းလေးဆောင်းပြီးတွန့်သွားတဲ့အိပ်ရာအနားစာလေးတွေကိုမပြင်းမရိလိုက်ဖြန့်ပြန်တယ်ကျော်စီရန်ထုတ်ကအဲ့ဒါကိုမြင်ပြီးမတ်တက်ထားရလိုက်တယ်ပြီးတော့ချီမထိတ်ကလေးနဲ့တမင်ထိုးပြီးအိပ်ရာအနားစာလေးကိုတွန့်သွားအောင်ထပ်လုပ်တယ်မုတ်လုံးဆက်ကူကတ်နေတယ်လို့ပဲမလုံနဲ့ငါဘာလုပ်လို့လဲပြောရင်ထပ်ထိုင်တော့အိယာနားစာလေးကထပ်တွန့်သွားပြန်ရောနေသက်တွေငိုချင်းဖြစ်လာပြီးနှာခေါင်းထိတ်လေးတွေကစတင်နေရဲလာတော့တယ်ကျော်စီရန်ထုတ်ကအလင်းအမြန်ပဲဆန်းလိုက်တဲ့အခါအိယာကင်းလေးကပြန်လေးဖြစ်သွားတယ်မနှက်ဖြန်ကပြန်ပါနေသက်တွေကခေါင်းလေးဆောင်းပြီးနောက်မှာကျော်စီရန်ထုတ်ကိုထပ်ကြည့်လိုက်မိတယ်ဒီစကားကိုပြောနေတာအခောက်ရည်အများကြီးရှိနေပြီသူရည်တွက်ထားပေမဲ့မမှတ်မိတော့လို့တာဘာကြီးနေသက်တွေခေါင်းလေးဆောင်းပြီးလက်ဝါးလေးကိုဘယ်ညာရင်းပြလိုက်တယ်ပြီးတော့သူ့နှစ်ရက်ကလေးတွေစတင်ပူလောင်လာရောကျော်စီရန်ထွေးရဲ့မျက်နာကဘလို့မူရလဲဆိုတာဖော်ပြဖို့တောင်ခက်ခဲသွားတယ်နေသက်တွေကတိတ်မကြခင်မှာပဲခရီးတန်ကြောင့်မောပြီးနိချိုက်အိပ်ပျော်သွားတယ်ကျော်စီရန်ထွေးရဲ့လက်ချောင်းတွေကအညံ့နေတဲ့ဆန်ရွယ်တွေကြားဝင်ရောက်ရင်တူးဖွားလေးရီမိတယ်နောက်ရက်မှပြန်လို့ပြောရင်ငါကခက်ခဲခွင့်ယူမှုဟာကိုကောင်စိုးလေးကချစ်ဖို့ကောင်းနေဖို့အပြင်ဘာမှမသိဘူးနေအောင်ချီလိုတွေအခန်း30မနက်စာစားဖို့ပြင်နေတော့မိုးသက်ဆွေလည်းရောက်ချလာတယ်စာမေးပွဲဖိအားတွေကြောင့်သူလည်းတော်တော်လေးကိုပိန်ချုံကျသွားတာပဲမိုးသက်ဆွေကအရက်ရှည်ပြီးထွားတယ်သူခန္ဓာကိုယ်တိဆောက်ပုံနဲ့မျက်နှာကြားကနေသက်နွေးနဲ့ခက်ဆင်ဆိုပေမဲ့မိုးသက်ဆွေကတော့ယောက်ျားပူဆန်တယ်နေသက်တွေကဟိုးငငယ်ကလေးကတခြားကလေးတွေလိုကြီးလွှားစော့ကစားတာမျိုးနေပူရဲသွားတာမျိုးတွေလုံးလေးမရှိပဲကြောင်ကန်တွေကသူ့နေရာမှာပဲအမေလာခေါ်တဲ့အချိန်ကိုစောင့်နေတတ်တာအရွယ်ရောက်လာတဲ့အထိလဲနေသက်တွေရဲ့အဝတ်အစားကလေပင်အထက်နားတွေပဲဖော်ပြီးဝတ်လေးရှိတယ်နေထီလေထီမခံရတဲ့အသားရည်မှုနှုတ်နဲ့ရောင်လိုဖြူစွတ်နေတာမျိုးမင်းဘယ်တော့ပြန်มาလဲနေသက်တွေခေါင်းဆောင်ပြီးစဉ်းစားလိုက်ပေမဲ့တကယ်တမ်းကျချက်ချင်းပြန်မဖြေနိုင်ဘူးသူ့ဘဝမှာသူ့ညီလေးနဲ့စကားတစ်ခါလောက်ရှော့ရှူပြောချင်တာကလည်းအိမ်မက်ကလေးပါပဲဒေါသကြီးတဲ့ညီငယ်လေးကတော့နေသက်တွေကြောင့်အမြဲဒေါသထွက်ရတော့တာပဲနှွေခဏ
ကျော်ဘဝဲကိုပခုံးတစ်ဖက်မှလွှဲရင်ကျော်စီရန်ထွတ်ကနေသက်နွေးကိုလှမ်းခေါ်တယ်။ဖနက်ကိုစီးပြီးနောက်မှာခြံထဲအတူဆင်းသွားပြီးအိမ်ခြံဝရောက်တဲ့အထိဘာစကားမှမပြောဖြစ်။အဲ့ဒါမင်းရဲ့ညီလား။နေသက်နွေးခေါင်းလေးငိမ့်ပြလိုက်တယ်။ပြီးတော့ခေါင်းလေးကဆောင်းသွားပြန်တယ်။10တန်းကျောင်းသားလား။နေသက်နွေခေါင်းငိမ့်ပြတော့အလူကကြားစေခြင်းသလိုမကြားစေခြင်းသလိုတူတူလေးထပ်ပြောတယ်။တက်စီကြမယ်ရုပ်တဲ့။နေသက်နွေတို့ရဲ့ခြံဝင်းထဲမှာခရီးပင်အိုကြီးရှိတယ်။ခရီးပန်းတွေမပွင့်သေးပေမဲ့ရွက်ချောက်တွေကတဖြောက်ဖြောက်နဲ့ခြံဝင်းတစ်ခုလုံးခရီးရွက်ချောက်တွေနဲ့ရှုပ်ပွားနေတာပဲ။လေပြေးအေးအေးလေးကညှိမ့်ကနေပေမဲ့အညာမခိုင်တဲ့တည့်ရွက်ကလေးကဝိကနေကျွေရင်ကျော်စီရန်ထွတ်ရဲ့သပင်ပေါ်တဲ့တဲ့ကိုကျဆင်းနေနေသက်တွေကျော်စီရန်ထွတ်ရဲ့ရှိမှခြေစုံရက်လိုက်ပြီးသူ့လက်ဖွားနှစ်ဖက်ကကျော်စီရန်ထွတ်ရဲ့လက်ကဝင်းနှစ်ဖက်ကိုအာယူဆွဲရင်ခြေပြားကိုထောက်လိုက်တယ်နှကန်းလေးချွန်ပြီးမှုတ်ထုတ်လိုက်တဲ့လေကြောင့်တည့်ရွက်လေးကရွှာကနေအောက်ကိုပြန်လွင်ကြတယ်ကျော်စီရန်ထွတ်ရဲ့သပင်လေးတစ်ပင်တစ်ပင်နောက်ထောင်သွားသေးတယ်။နေသက်တွေပုံမှန်အတိုင်းပဲအကွာအဝေးတစ်ခုချပြီးရက်လိုက်တယ်။ကျော်စီရန်ထွတ်ကတော့တည့်ရွက်ကလေးနဲ့အတူဝိညာဉ်လေးပါလွင့်သွားတယ်လို့ငူငူကြီးရက်နေတော့လေပြေအေးလေးကဖြတ်တိုက်သွားပြီးနေသက်တွေရဲ့မျက်လုံးဝိုင်းတွေကတော့ရခင်အတိုင်းဖြူစင်ဖြစ်ကင်းနေစေ။မျက်နှာဝိုင်းလေးတရက်ချွန်ချွန်လေးပြီးတော့မျက်လုံးလှလှကလေးခေါင်းလေးဆောင်းလိုက်တိုင်းတွန့်ကနေဖြစ်သွားတဲ့အမှုအရာလေးတစုံတယောက်ရဲ့နှလုံးသားထဲမှာတော့တန်မိုးဆွဲထားသလိုမမေ့ဖြောင်းနိုင်တဲ့အမှုအရာတွေဒီကောင်လေးကျေးဇူးနဲ့သူမျက်တောင်လေးခတ်ဖို့တော့နှမျောတဲ့အထိတစုံတယောက်ကိုမျက်နှိုးပူခဲ့ပြီကျော်စီရန်ထွတ်ရှော့ကြနေတဲ့ပခုံးထက်ကကြောပွေကျိုးကိုပြန်ဆွဲတင်ရင်နေသက်နွေးပါကိုဆွဲညစ်တယ်ငါမင်းကိုချစ်လိုက်တာနေသက်နွေအခန်းရဲ့ထောင်လေးမှာကုတ်ကုတ်ကလေးထိုင်ပြီးစဉ်းစားခံဖွင့်နေမိတယ်အမေကိုတွေ့ရတာပြောပေမဲ့ဟာတာတာခံစားချက်ကြီးကတော်တော်လေးဆိုးရပါတယ်အဖေနဲ့ကတော့ဟိုးရင်ကလေးကခက်ခွာခွာမှုမေးထူးခေါ်ပြောအဲ့ဒီလောက်ပါပဲအလုံးလုံးတာအဆင်ပြေတယ်မို့လားအမေစီကနေရှာရှာပါပါမေးတဲ့မိကုံးမဲမှုနေသက်တွေခေါင်းကိုအမြန်ဆန်ငိမ့်ပြလိုက်မိတယ်။အိပဲမလုံးနဲ့နော်။ကိုယ့်ရင်မဟုတ်ဘူးသူများအိမ်။ကိုကလိုက်တီမှာသူများကြည့်ပြူမှာအမေပြောတာသဘောပေါက်လား။အမေမျက်လုံးတွေအောက်မှာအရေးအကြောင်းတွေရှိနေပေမဲ့နေသက်တွေအတွက်ကတော့ဘယ်ချိန်ကြည့်ရှုမငီးဖွယ်ရလေးပါပဲ။ဘာတွေဒီလောက်လာကြည့်နေရလဲကို့အမေကိုမမြင်ဘူးလားအမေကကစွန်ရက်တွေကိုလက်နဲ့ထိုင်စိတ်နေရင်နေသက်တွေရဲ့အကြည့်ကိုတတိထားမိပြီးအပြုံးမမီတဲ့အပြုံးလေးနဲ့မီးလာတယ်နေသက်တွေကစောင်းကြောက်လေးထိုင်ပြီးဒူးနှစ်ဖက်ကိုပိုက်ထားလျက်လေးပဲဒူးပေါ်ခေါင်းတင်ပြီးငေးနေတာသူခေါင်းလေးစောင်းတိုင်းတွန့်သွားတဲ့အမူအရာလေးကကြော်စီရန်ထွတ်တွေးတယ်လို့မျိုးဆိုချစ်ဖို့ကောင်းတယ်အမေသားကိုမုံလာရင်ဒေါ်မိုးမျက်ဆန်ရဲ့လက်တွေကရုတ်တရက်တန့်သွားတယ်စိတ်ပြီးသားကစုံရွက်ကိုချင်းနှောင်းနဲ့လေးဖင်းစွာပြစ်ထည့်ပြီးနောက်မှာသူ့ရင်ဘတ်တစ်ခုလုံးနာကျင်လာသလိုပဲမိဘဆိုတာသားသမီးကိုမုန်းနေဆိုတာရှိမလားကောင်လေးရဲ့ပြောနေရင်သူ့အတန်ဦးတွေကနောင်တနဲ့ဝမ်းနေခြင်းတို့ရဲ့ရိုက်ခတ်မှုကြောင့်တုံရင်နေခဲ့တယ်ပေါက်တဲ့နဖူးမထူးပါဘူးဆိုပြီးမထူးဆက်ခင်းခဲ့ရာကတားကြီးရဲ့အခြေအနေပိုဆိုးသွားခဲ့တာသူ့အသိပဲမျက်နာကြီးရာဟင်းဘတ်ပါဆိုတဲ့စကားတဲ့မိဘတယောက်အနေနဲ့တော့သူကပျော်ပျော်ကြီးပါဝင်ခဲ့ခြင်းအပေါ်ဘလို့မှလိပ်ပြမလုံနိုင်နေသက်တွေရဲ့အဝတ်နွမ်းနွမ်းလေးတွေကိုမြင်ရအောင်တိုင်းတောင်လေးမှာကပ်ပြီးဟိုဒီဒီငေးနေတဲ့ပုံရိပ်လေးတွေမြင်ရအောင်လာတိုင်းရင်ဘတ်ထဲကနာကျင်လွန်းဒီကလေးကိုမျက်နှာချင်းတော့မဆိုင်ဝင့်တော့ဘူးနေသက်တွေ3ရက်မြောက်နေ့မှာရှမ်းကျင်ကိုပြန်ဖို့ပြင်ဆင်တော့တယ်အဝတ်တွေကိုအနားသက်လေးတွေညီသွားအောင်စနစ်တကျခောက်ရင်
အိတ်ထဲထဲတဲ့အခါမှလည်းတွန့်သွားတာမျိုးမရှိစေရတက်နွေမင်းဖုံးလာတယ်မိုးတက်ဆွေကနေတက်နွေလက်ထဲဖုံးထည့်ပြီးတာနဲ့အခန်းပြင်ချက်ချင်းပြန်ထွက်သွားတယ်နေတက်နွေဖုံးကိုနားနဲ့ကပ်လိုက်တယ်နွေလားအတန်ကဖုံးလိုင်းထဲမှာမို့အရှာရှာအတန်ပေါက်တယ်ဒါပေမဲ့တန်တန်တာတာဖြစ်နေတဲ့အတန်မျိုးပြန်မလာသေးဘူးလားမနက်ဖြန်တောက်ချာနေကြီးကွာအဲ့နေ့ကကျော်စီရန်ထုတ်24နာရီဂျူတီကြတဲ့ရက်ဖြစ်ပြီးစနေနေ့နေ့လယ်ပိုင်းလောက်မှအိမ်ပြန်ရောက်တော့မှစိတ်ပြက်လက်ပြက်ညှဉ်းညူလိုဝမှအသက်ရှူတန်လေးကြားရတာနဲ့အလွမ်းပြေပါတယ်လေနေတက်နွေရဲ့ဘားကပူလာပြန်နေကျော်စီရန်ထုတ်စီကဒီလိုစကားတွေကြားတိုင်းပဲဒါပဲနွေလွမ်းလို့တည်တော့မှာပဲကွာ